စားရတဲ့စီစဉ်ရတော့ဆရာမန်းစာတိုင်းရဲ့ဒီဆိုတော့ဒီမှာစီစဉ်ရတဲ့ပါရှင်ဆရာညီတိုင်းကချစ်ဒီလိုရေးနေမှနာမည်ကြီးတယ်အဲ့တော့ဆရာပေါင်းကြီးလို့ဆိုလို့ချင်းရွယ်ရတဲ့ကဲရဆရာညီတိုင်းကခက်ကိုမှလူချင်းတယ်ကျူဇာနာစီပါဗျာ
ခက်တော်စုများတောင်းမိလေသလား